Roblox ပြရမယ်လေရှိပါတယ်ပြောပူပါတယ်ဒီ game လားဒီ game လားဒါမှမဟုတ်ဒီ Roblox လားပြောခဲ့နှမ်းခဲ့ကြပါ Roblox ဆိုရင်တော့1ဒါ2ဒါ3ပေါ့နော်အဲ့လိုနှမ်းခဲ့ပေးပါရှင်နော်အဲ့လိုမှန်ပေးပါမဟုတ် sorry ဟုတ်ပြီအတားအခုကတော့ဒီပေါ့နော်ဒီ game လေးကိုရေးစပြပါမယ်ဒီ game ကကြတော့အတားအခုမှစောက်ပေါ့နော်ဒီကနေ့နဲ့ဆောက်ရကြပါတယ် paper 2 ဒီလိုလေးဒီလိုပုံဖက်ဒီလိုဒါလေးကโอเคအဲ့ဒါနဲ့လွဲရပေါ့အမဒါပါလေးလေပါလေးလေ so good ဒီဂိမ်းတော့ကြိုက်ပါပါပြီရှင်ဘယ်ကိုတမ်းလဲ你谁把没事？我待会儿来杜林港。还没来呀？我没听见。啊，他听嘛不？听嘛这个怪嘞是嘛不？他别来来跟呀来叫弄弄的。ဟုတ်လားဟုတ်ပါဘူးဟိုတော်တယ်လို့မိပါလားမပြီးသေးဘူးပါပြီဟာအေးတော်ဒီဒီ Roblox တောင်းတောင်းနဲ့ဟုတ်ပါမ Roblox ဘလို့ညာသမီးအတားလာအဲ့လိုရပါတယ်အတားချောပါလေဒါရောအစတာတငယ်ချင်းချစ်စုတငယ်ချင်းပါဒါရောအစတာခံပြမယ်အစတာကတော့ဘယ်ဝင်ပါဟုတ်လားဘွန်လေးကိုလည်းပြချင်တယ်ဘောနော်ဘွန်လေးကိုအဲ့ဒါကြားလာပြီဘွန်လေးကလက်မခံနေပါဘူးဟုတ်တယ်ဘရိုအဲ့လေးကိုချက်ပြရအောင်ဟုတ်ပြီဒီတကြံဆော့ရကောင်းမလားဒါလေးစမယ်နော်အဲ့ရင်ကတော့မနဲ့တမနဲ့သူစော်တည်းလေအဲ့ဒါဟိုပါဒီကျန်ဟာမလားအဲ့မှာဝတ်ထဲလေးရောင်းဟုတ်တယ်ဝယ်လို့ရရောက်အဲ့ဒါ robust တင်နေဝယ်ရတာဟာ robust ဒီလိုရှိအဲ့ဒါဘယ်နဲ့ဒီအောင်စီဘယ်နဲ့ဒီရှိရလေဘလောက် robust ကိုဘလောက်လိုချင်လဲဆို robust တရားလောက်ပဲလိုချင်တယ်ဟုတ်တယ် robust တရားလောက်ပဲလိုချင်တယ်90လောက်ပဲပေးပေါ့နော်တက်နဲ့တလောက်တော့ပေးပါဟုတ်ပါလေကွန်မန့်မှာလည်းရေးလို့ရပါတယ်လို့ပါတယ်ခုကွန်မန့်မှာလည်းရေးပေးဒါတော့တော်တော်ဆောင်ရပါတယ်ရှင်
နော်ဆောနာ games ကကြတော့ line လက်နေလို့ပေါ့နော်ဆောရပါဘူးဒီ game ကဘာကြီးလဲမသိဘူးနော်ဒီ game ကဘာကြီးလဲမသိပါဘူးအစတာဒီ2ဆိုတော့ဆိုင်တော်စိတ်ဝင်စားဒီဖြစ်ပါကြီးလေတော်စိတ်ဝင်စားနောက်ပြီးကြတော့အစတာတို့စော်ရင်းနဲ့လေဆောနာဖြစ်တယ်ကွာဘာဖြစ်သွားလဲမသိဘူးဒီအစတာဒီကောင်လေးရောက်သွားဒိုးနဲ့ပြမယ်နော်အစတာလေးရောက်သွားပါတယ် Oh my god မအဲ့ဘယ်လောက်ကြာသိပါဦးဟာဘာကြီးလဲအိုးကာယာအိုးကာယာအစတာဘေဘီတွေ့လက်ဖောက်ပြထားပါလားဟမ်ဟုတ်တယ်ဘာလို့အော်မင်းငါဗီဒီယိုအိုရှိဘေဘီလည်းမဖောက်ပါဘူးကဲနောက်နေ့မှပြန်ဆုံကြပါမယ်ဘိုင်ဘိုင်စခွာလေးလည်းလုပ်ခဲ့ပါဦးလိုက်လေးလည်းပေးခဲ့နော်ဒီဗီဒီယိုကိုဒီဗီဒီယိုကိုအစတာကတက်တာပါဆိုနေမှရောက်လာတယ်နော်ကျေးဇူးတင်ပါတယ်လို့โอเคလုံးမယ်နော်စားစုံကြီးဟိုသူကတိပြီဟိုအကြောင်းနဲ့သူထိလို့မရဘူးသူကဟိုအောက်သွားတယ်မှာโอเคအတနားနဲ့သွားပြီပေါ့နော်ခုမှတီးတော့ဟုတ်တယ်ဒီကြောင်းထိလို့မရဘူးဒါလေးသွားထိโอเคတော်ရရပါဒီကကူလီဝါချာအတာအတီးစမယ်အတီးစလိုက်မယ်ပါနော်ဘာကြီးစတီးပါဦးရှောက်စဲဒီဘက်ကရေကန်နီးလာလို့ဟုတ်တယ်လေအဲ့ဘက်ကိုသွားရင်မရဘူးဟုတ်တယ်တက်နေရဟုတ်တယ်အစတာအလဲဒီမှာပုံလေးဘာလို့သွား